အဲ့ဒါသာလိုက်ကူတယ်မှာတရေတော့နေတဲ့ချိန်မှာဒီသာတိကတာဆောင်းလာတယ်ခြေနေဆိုတယ်အခြေဆိုတဲ့ကဒီဘုရားနဲ့ဆောင်းလို့ခေါ်တယ်တရားတရားတာကလည်းပတ်သက်တဲ့ခြေနေဆိုဒီဘုရားနဲ့ဆောင်းဒီဘုရားနဲ့ဆောင်းဆိုတာအော်ဒီစပါရောအဲ့ဒါကြည့်ပြောလို့ပြောတာမှန်ပါဗျာဘာဖြစ်ပါလဲဒီဘုရားနဲ့ဆောင်းဆိုတာတရားတရားနဲ့ပတ်သက်တာဝိပဿနာတို့သိကိတို့အဲ့ဒီတရားတွေအကြောင်းပွဲဆိုတာအစိတ်တရားအဲ့ဒါမျိုးဒီဘုရားနဲ့ဆောင်းဒီဘုရားနဲ့ဆောင်းအဲ့ဒီတကြည့်ပြောတဲ့သူဆိုပြီးတော့တောင်းနေတယ်နောက်တစ်ခုကကာမုပ္ပါဒိဋ္ဌိတာအချက်တကျတဲ့ဆိုဘယ်အရှိမလာပြီးတော့အချက်တကျတဲ့ဆိုအဲ့ရတဲ့ကားလည်းပြောပဲစတယ်သူကပါဒတိဆိုတဲ့တရားပြည့်ကြီးရတာပေါင်းတဲ့နတ်တာအဲ့ဒီပါဒတိရဲ့တပိယတိရိယသူရိယဝိသတာလို့ခေါ်တယ်အဲ့ဒီပိဿတိကာကသူရိယဝိသတာကိုခြိုက်နေတာလူတွေတော့ပဲရှောင်းနေတယ်လို့ကာမဂုဏ်တာတွေဆိုတာတူတူပဲပါဒတိရဲ့တပိသူရိယဝိသတာအဘောပါဒတိရဲ့ပေါ်ရတော့ဒီဘုရားကတည်းကရဲ့တပိသူရိယဝိသတာကိုခြိုက်ဒါပဲပဲလို့အဲ့ဒီသူရိယဝိသတာတပိကဘယ်သူနဲ့တွေ့တယ်လို့ဆိုပါဒတိရဲ့တာနဲ့တွေ့ဒါဟိုလည်းပိဿတိကာကတခြင်းလို့ပြီးတော့ဆိုတာဘုရားရှိပါဘုရားကပဲဆုံးမရတယ်ပေါ့နောက်တော့ဆုံးမရစေဆိုပြီးတော့အဲ့တခြင်းနဲ့ဒီအဲ့တော့ကြတော့ဗျာသူဒီတဲ့တခြင်းနဲ့နားထောင်ပါပြောနော်ပြီးတဲ့အခါကျတော့ဗျာပါပဲရှိမင်းဒီလုံးနဲ့တခြင်းနဲ့လိုက်ပါပါပဲလိုက်ပဲပါပဲလေလို့ပြောလိုက်တယ်အဲ့တော့သောဗျာကောင်းရင်ကောင်းတယ်လို့သိတယ်ပေါ့လားလာရင်လည်းလာတယ်လို့သိတာပဲသို့တော့ရတာစိတ်နဲ့ပြုရတာလေဟောတာကောင်းတာပဲအဲ့လိုပဲသိတယ်လူတွေကြတော့ဘုန်းကြီးတို့တွေကြတော့ကောင်းတာပဲဆိုတဲ့တော့မှလူချင်းလိုက်တာပါတော့ဟုတ်တယ်မလားတင်ပါဗျာလူချင်းလိုက်တာအဲ့ဒါမှရဟနာပြည့်သွားရင်အဲ့ဒီလူချင်းလိုက်တာဆိုပြောင်းသွားဒါရင်ကောင်းတယ်ကောင်းမှသိတယ်အဲ့တော့ကာမိစန္ဒဆိုတာဘုလိုတဲ့ရဲ့တဏ္ဍမှာအဲ့ဒါပေါ်လာလာပါရာအာယုရဲ့ကြိုက်လာရဲ့ငကိုပေါက်တယ်ကြိုက်တဲ့စိတ်ရဲ့လာပါတဲ့အာယုရဲ့ငကိုပေါက်တဲ့အခါမှာလူချင်းတယ်ဆိုတာလားနော်အဲ့တော့အဲ့ဒီပဲကာမိစန္ဒမပြေအောင်ပြစိတ်ပိတ်တာရပါလားဟုတ်အလားပါတော့သူရှိအလားပါရင်ပြစိတ်ပြေရပါလားအဲ့လိုပေါ့အဲ့တော့ကိုယ်စိတ်ထဲမှာပြပေါ်လာတဲ့လူချင်းတဲ့စိတ်ပဲရှိရဟုတ်တယ်မလားမှန်ပါဗျာလူချင်းတဲ့စိတ်ပဲရှိတာလာပါတဲ့ပြစိတ်တဲ့သူကသူတော့ကကြီးပါလာပါရှိနေပါပဲရှိနေတဲ့လာပါအပြစ်မဟုတ်လူချင်းတာအပြစ်အဲ့ဒီလူချင်းတဲ့ဟိုအာယောနိတော်တဲ့တိကာရအာယောနိတော်တဲ့တိကာရမမှန်ကန်တာစဉ်းစားနိုင်တဲ့အသိဉာဏ်ရှိရ
နှစ်ခုပေါင်းမှပြပါတာဖြစ်တယ်နှစ်ခုကအပြည့်အကြောင်းကစိတ်ဆိုးစရာအာယုံအတွင်းကြောင့်ကိုယ့်ရဲ့မမကစဉ်းစားမှုအဲ့ဒါဆိုလို့အဲ့နှစ်ခုပေါင်းမှပြပါတာဖြစ်တာဘာကြောင့်ပြပါတာဖြစ်ရတယ်ဆိုအဲ့ဒါဒီနာမိတ်တာစိတ်ဓာတ်တွေကောင်းတာလို့ကျွန်တော်စိတ်ဝင်စားတော့စိတ်အားတွေပြောသွားစိတ်ကတ္တမှုရောကြတော့နောက်ဆုံးမှကိုယ်ကဘာအိတ်ချင်တာမိတ်တာလက်ကိုပေါက်တာဒီနာပြလာရင်မိတ်တာပါလာအဲ့ဒါသူ့ဘာသူဖြစ်တာလားလို့ဆိုတော့ပြတ်သွားပြရတန်တီအရတီတန်တီဝိဇ္ဇာမိတာအတ္တသဘတော်ဒီတမေရမြေဖို့ချင်နေရပါတယ်ပြင်းလာဒုတိယအလုံးလုံးချင်ပြင်းအဲ့ပြင်းလာဒီတမေရဘိကောနာတဲ့ကျိုးတော့ပြင်းတန်တီပတ်အရတီပပြောတန်တီပြင်းဝိဇ္ဇာမိတာခြေလက်စနဲ့ကိုယ်တော်မှာကနိုင်စတာတွေ့ဘူးလားကိုယ်အစနဲ့လေးချတော့တယ်အဲ့ဒါပြေကြော်နေတော့လူကလည်းအပြေပါရဲ့လို့ပတ္တသဗ္ဗတာပိစာမိပိုင်နေရေးချင်တာအဲ့ဒါလေးကအပြေကြောင်းအကြောင်းလေးအဲ့ဒီအကြောင်းလေးပေါ်မှာအာယောနိသောတတိကာရဆိုတာနဲ့ပေါင်းလိုက်တဲ့အခါကျဒီတမေတာဝဲလာသူတို့ကဒီတမေတာမဟုတ်ဒီတမေတာကိုဖြစ်စေနိုင်တဲ့အကြောင်းတရားလေးအဲ့တော့သူတို့ဘာလဲချင်စိတ်ကိုမောင်းတယ်ပြီးတော့စိတ်တဲ့ကဝိရိယကျူလာတော့ပဲဆိုတဲ့စိတ်တဲ့ကိုယ်စိတ်ကိုအားတယ်လိုက်လို့ချင်အဲ့ဒါဒီပြောင်းတော့တယ်နော်သူကလည်းပြောင်းတဲ့နေပြပြုတ်ပြုတ်အချင်းတော့ပြောင်းတဲ့နေပြပြုတ်ပြုတ်ကိုယ်တည်းကကိုယ်ဆွဲလိုက်ဘူးတော့အဲ့ဒါလည်းကြောက်တယ်ကိုယ်မောင်းနေမနေနဲ့လည်းနဲ့တွဲနေလိုက်အိမ်နဲ့မနေနဲ့ပြင်တွဲနေလိုက်ဘော်ဒီတောင်းနေရှောက်ကြည့်လိုက်ရှုခဲ့နေကြည့်လိုက်အချင်းပြေတော့သူကလည်းဖြည့်ရှင်တဲ့တရားအရင်ဒီကိုပါစေပေါကလာကတော့ဘာဖြစ်ပြီးတော့တရားတော့ဒီတော့နိုင်တော့လားစေပေါကလာတာနိုင်နေလို့ပြန်တော့ပြအကြောင်းနဲ့ဒီလာဟောတော့နောက်ဆုံးပါဘာနဲ့မှလုပ်ပြရတော့အိတ်လိုက်กว่าအဲ့ဒါရင်ပြောင်းသွားပြီပေါ့နောက်ဆုံးတော့နေရရတာအဲ့ဒါဒီနာမေတာပြောင်းနေတယ်ခဏလေးရှိနေဒီနာမေတာဝယ်နေမှာဘာသူပြန်လာတာမဟုတ်ဘူးအကြောင်းလေးနဲ့ပြန်လာပိစာပိုင်နေပိုင်နေတဲ့ပေါ်မှာအလုံးတဲ့ပပကဘူးဆိုရင်အေးရောဝိရိယတဲ့လိုက်ကြတော့အဲ့ပဲပြောတော့ကောင်းပါဗျာအဲ့လိုတော့လည်းသူလုံးကြည့်ကြပေါ့အဲ့ကျန်လာတယ်လုံးကြည့်ကျန်လာတယ်ဗါလေဒါသိဒါကိုရီပို့တာနော်အနေပါလေရှောက်ပြလိုက်အချင်းပြေတော့ဘယ်ရရဲ့နေရွယ်ကိုဆွဲတယ်ဒါဘယ်ရဟောတယ်ပါလေတော့ဘယ်ရလဲကိုပြောတာဝိဩဒေဇာကိုကိုစားအဲ့တော့နေတယ်ကိုကိုစားတော့ရတယ်ရှိတယ်ဆိုရင်တမန်တွေတော့တတိဝတိပါအဲ့ဒီဩဒေဇာကိုကိုစားပြည့်နေတဲ့အကြောင်း
စကတာဖြစ်လာအဲ့ဒီဖြစ်လာတဲ့ဥစဉ်ရဲ့ကြောင့်အတိအကျနဲ့ယောနိတော်တတိကာရနဲ့အတိအကျနဲ့ပေါင်းစပ်ပြီးတော့ရှင်းလိုက်မယ်ဆိုရင်ဘောဓုတတေယူပြီးတော့ရှင်းလိုက်ရင်ဒီစကတာလည်းပြောင်းသွားအဲ့တော့ဒီဝရဏတရားတွေဖြစ်ပေါ်လာခြင်းအကြောင်းဖြစ်ပေါ်လာတဲ့ဒီဝရဏတရားတွေကိုဘယ်လိုရှင်းရလဲဆိုတဲ့ဒီလမ်းဒီနှစ်ခုကလမ်းရှင်းပေးတဲ့သဘောပဲအတူကြုံပြောလိုက်ရင်တော့ဒီဝိတ္တိတွေမှတ်ပြီးတော့သဘာဝရအောင်ကျင့်လိုက်တဲ့ကိုယ်ရှိတော့ဒီလမ်းကြောင်းနဲ့ရှင်းလို့ရတယ်တော့ဘောဘာလို့ဒီဘဝမှာရှင်းလို့ရတယ်တော့တဲ့ကူကတော့ပြီးတော့ရှင်းလိုက်ဒီဝရဏလေးရှင်းသွားတာနော်အဲ့လိုဆိုလို့ပဲပေါ့အဲ့ဒီဝရဏလေးဟာစုပ်ပိတ်နေတဲ့ဗျာကလပ်ပါလို့မတရားကိုသိဖို့မဖြစ်နိုင်ဘူးအမှန်တရားဖို့မဖြစ်နိုင်ဘူးမသိတဲ့ဒီဝရဏလေးရှင်းလိုက်လို့ရှင်းတော့အမြဲအကြည့်တဲ့လာမှဖြစ်ပါလိမ့်မယ်ဒါကဘုရားရဲ့လက်တွေ့တော့ပဲကြည့်ရပြီကျိုးစားပြီးလိုက်တာဆောင်းကြပါစေ Thank you.